အားလုံးပဲမင်္ဂလာပါဒီနေ့တော့တော်တော်များများကြုံဖူးကြမယ့်အကြောင်းအရာလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ဈေးဝယ်တဲ့အခါကိုတကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုကြီးမားတဲ့ discount တွေကြောင့်မလို့ကောက်ပြီးဝယ်မိသွားလဲဆိုတာမျိုးလေဒီလိုဖြစ်ရတဲ့နောက်ွယ်ကစိတ်ပညာနဲ့ဘောကပြေတာတော်တရားလေးကိုဒီ explainer လေးမှာအတူတူအဖြေရှာကြည့်ကြတာပေါ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေမိခုနော် promotion တွေ sale တွေချပြီဆိုတာနဲ့လူတွေလားဘာလို့မလိုအပ်ပဲဝယ်မိတကြတာလဲဆိုင်တဲ့ဝင်တုံးကတော့ခက်တီတီပဲပင်ထွက်လာတော့မှ short ဈေးတွေအကြောင်းဆိုပြီးမလိုအပ်တဲ့ပစ္စည်းတွေအများကြီးဆွဲပြီးပင်ထွက်လာမှုတဲ့အတွေ့အကြုံမျိုးအားလုံးမှာရှိဘူးကြမှာပါတကယ်တော့ဒီလိုဖြစ်ရတာတိုက်ဆိုင်မှုတသက်မဟုတ်ပါဘူးအဲ့ဒီနောက်ွယ်မှာအယောင်ပညာရှင်တွေရဲ့တိကျတဲ့တွက်ချက်မှုတွေရှိနေပါတယ်အပိုင်းတိမျောလင်းချက်ဘိုးတိုင်းတလို့ခန်းစားရခြင်းတို့မဟုတ် the expectation chasing the deal ကိုတွားကြည့်ရအောင်ဒီနေရာမှာဘောဂဗေဒရဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ utility သို့မဟုတ်ကျင့်တတ်မှုဆိုတဲ့သဘောတရားကိုရင်ဖြိုပြခြင်းပါတယ်စားသုံးသူတွေကပစ္စည်းတစ်ခုကိုဝယ်ဖို့ဆုံးဖြတ်တဲ့အခါပစ္စည်းရဲ့အသုံးဝင်မှုသက်သက်ကိုပဲကြည့်တာမဟုတ်ပါဘူး။အဲ့ဒီပစ္စည်းကိုဝယ်လိုက်ရလို့ငါပိုတန်တယ်လို့များခံစားရလားဆိုရဲစိတ်ပိုင်းဆိုင်ရာကျင့်တတ်မှုကိုပါခဲတွက်ကြတာပါ။ဝယ်မှုတစ်ခုကကိုယ့်အတွက်အောင်ပွဲတစ်ခုလို့ဒါမှမဟုတ်ဈေးပို့နဲ့တန်တန်လေးရလိုက်တဲ့ဆိုရဲခံစားချက်မျိုးရအောင် utility ကိုအမြဲတမ်းလိုက်ရှာနေကြတာတဘာဝပါပဲ။ချက်ဆက်ရခိုင်တော့စဉ်းစားကြည့်လေဒီကိန်းကဏ္ဍကြီးကိုမြင်လိုက်တာနဲ့ရင်ထဲမှာဒိန်းကနေဖြစ်သွားဘူးလားစိတ်ထဲမှာအခုချက်ချင်းမဝယ်ရင်တော့ငါနာတော့မယ်ဆိုတဲ့ကြောက်ရွံ့မှုတနည်းအားဖြင့် fear of missing out ကချက်ချင်းဝင်လာတာလေဒီခံစားချက်ကအခုမဝယ်ရင်တန်ဖိုးတွေအများကြီးဆုံးရှုံးသွားတော့မလို့ထင်ရောက်ထင်မှာဖြစ်စေပါတယ်အဲ့တော့တကယ်တမ်းမလိုအပ်တဲ့ပစ္စည်းတွေကိုပါအလွန်ကြီးကောက်ဝယ်မိသွားအောင်တွန်းအားပေးလိုက်တယ်လို့ဖြစ်သွားတော့တာပေါ့ကဲအပိုင်းနှစ်ဖြစ်တဲ့ promotion နည်းဗျူဟာများ BOGO and bundles သို့မဟုတ် the tactics BOGO and bundles အကြောင်းဆက်ကြည့်ကြရအောင် buy one get one free တခုဝယ်တခုလက်ဆောင်တဲ့ဒီကမ်းလက်ချက်ကတော်တော်လေးကိုအစွမ်းထားတာပဲဒါကိုတွေးလိုက်တာနဲ့စားသုံးသူတွေကသူတို့ရဲ့ကျဉ်းနှံမှုကဒုံးပြန်လို့ပဲချက်ချက်နဲ့ဆက်တက်သွားတယ်လို့ခံစားရပါတယ်တခုခုကိုအလကားရတယ်ဆိုတဲ့အတိကတကယ်တော့အဲ့ဒီဒုတိယမြောက်ပစ္စည်းကိုကိုကလုံးဝမလို့အဲ့ရင်တောင်မှအရန်တန်တယ်လို့ခံစားရစီတာလေဘာမှပေးစရာမလိုပဲအပိုတစ်ခုရလိုက်တယ်ဆိုတဲ့စိတ်ကဝယ်ခြင်းစိတ်ကိုအပြန့်အထန်လုံဆော်ပေးလိုက်တာပါပဲဥပမာလေးတစ်ခုရှင်းကြည့်ရအောင်တစ်ခုဝယ်ရင်9000ကျပ်3ခုကို12000ကျပ်ဆိုတဲ့ promotion မျိုးပေါ့တခုချင်းစီဝယ်တာထက်အများကြီးပေါင်းဝယ်လာရင်ထန်ချာနီးကတခုချင်းစီရဲ့ကြားတဲ့ငွေကတက်တာဝါတယ်ဆိုတော့ဒီခွင့်ရေးကိုလက်လွတ်မခံနိုင်ဘူးလို့ဦးနောက်ကအလိုလိုတွက်လိုက်ပါတယ်ဒါကြောင့်လူတွေကတခုတည်းဝယ်ဖို့ယူရထားပြီးမယ်ပိုတန်တယ်ဆိုတဲ့အထင်နဲ့3ခုပါတဲ့ဟာကိုပဲမိသွားတတ်ကြပါတယ်ဈေးဆိုင်တွေကလူတွေရဲ့ဒီလိုတွက်ချက်တတ်တဲ့စီကိုအသုံးချပြီးရောင်းပမာဏတက်အောင်လှုပ်ဆောင်ကြတာပါအပိုင်း3လက်တွေ့အမှန်ရကျင့်နှမှုရောကြားခြင်းတို့မဟုတ် the reality the law of diminishing marginal utility ကိုရောက်လာပါပြီဒီနေရာမှာဘောဂဗေဒရဲ့အဓိကသဘောတရားနှစ်ခုဖြစ်တဲ့ total utility စုစုပေါင်းကျဉ်းနှမှုနဲ့ marginal utility ထပ်ဆောင်ကျဉ်းနှမှုတို့ရဲ့ကွာခြားချက်ကိုတေချာနားလည်ဖို့လိုလာပါပြီဖြစ်စည်းတဲ့အများကြီးဝယ်လိုက်ရလို့ရလာတဲ့စုစုပေါင်းကျဉ်းနှမှုကြီးကကြီးမားတယ်လို့ထင်ရပေမဲ့ကိုယ့်ရဲ့ချင်းတောင်းတဲ့ကိုဖြစ်စည်းတစ်ခုချင်းစီထပ်ထည့်လိုက်တိုင်းတိုးလာတဲ့ကျဉ်းနှမှုတန်ဖိုးတွေဟာအမြဲတမ်းတူညီနေတာမဟုတ်ပါဘူးဆိုလိုတာကပမာဏများများဝယ်လိုက်ရတဲ့ခံစားချက်နဲ့ပစ္စည်းတစ်ခုချင်းစီကနေတကယ်တမ်းပေးတဲ့တန်ဖိုးဟာအမြဲတမ်းပြောင်းပြန်ဖြစ်နေတတ်ပါတယ်။ဒါကို law of diminishing marginal utility တဖြည်းဖြည်းရောကျလာတော့ထက်ဆောင်ကျင်မှုနိယာမလို့ခေါ်ပါတယ်။ဥပမာအင်ကြီးတစ်ထည့်ပဲလွားနေသူတယောက်က promotion ကိုမပြီး3ထည့်ဝယ်လိုက်ကြဆိုပါစို့။ပထမဆုံးအင်ကြီးတွေရောက်လာရဲ့ကျင်မှုကအမြင့်ဆုံးဖြစ်နေမှာပါ။ဒါပေမဲ့ဒုတိယနဲ့တတိယမြောက်အင်ကြီးတွေကိုဝေးရတဲ့အခါမှာတော့သူ့ရဲ့ကျင်မှုကတဖြည်းဖြည်းချင်းတိတိကျထိုးကျတော့တွေ့လာပါလိမ့်မယ်။ပစ္စည်းတစ်ခုကိုချက်ချလဲလဲရလာလေအဲ့ဒီအရာကနေရတဲ့ကျင်မှုကနည်းလာလေးပါပဲ။နောက်ဆုံးအပိုင်းလေးအဆုံးအဖြတ်ခန်းစားချက်နဲ့လက်တွေ့သို့မဟုတ် the verdict feelings versus facts ကိုအနုချုပ်ကြအောင်။ဆိုင်နီမှာတွေ့ရလေရှိတဲ့ promotion တွေဟာလူတွေရဲ့စိတ်ကိုအလဲတကူလုံဆော်နိုင်ပါတယ်။ BOGO ကအပိုကျဉ်းနှမှုတွေရတယ်တော့ခန်းစားရစေတယ် 70% off လို့60ကြီးတွေကခွင့်ရေးလွတ်လွတ်ရမှာကြောက်တဲ့စိတ်ကိုဖြစ်စေတယ်ပြီးတော့ banners လို့ခေါ်တဲ့အစုလိုက်ရောင်းတာတွေကတော့အများကြီးဝယ်ရင်ပိုတန်တယ်ဆိုတဲ့ထင်ရောင်ကျွမ်းမဖြစ်မှုကိုဖန်တီးပေးပါတယ်ဒီနည်းဗျူဟာတွေအားလုံးကစားသုံးသူတွေမျက်စိထဲမှာကျဉ်းနှမှုကိုပုံကြီးချက်ပြပြီးပစ္စည်းတွေအများကြီးရောင်းချနိုင်အောင်တမင်တကာစံတီးထားတဲ့ထောင်ချောက်လေးတွေပါပဲဒီစာသားလေးကတော်တော်လေးမှန်တယ်ဗျာpromotion တွေကစားသုံးသူတွေရဲ့ကျေနပ်မှုကိုတိုးစေတယ်လို့ခန်းစားရစေပေမဲ့တကယ်လက်တွေ့မှာတော့အမြဲတမ်းကျေနပ်မှုတိုးလာတယ်လို့မဆိုနိုင်ပါဘူးတဲ့။စေရောထားလို့ပစ္စည်းတွေအများကြီးဝယ်လိုက်ရုံနဲ့လက်တွေဘဝမှာအမှန်တကယ်ကျေနပ်မှုတွေကပစ္စည်းအရေးအတွက်နဲ့အချိုးကျသောဘဝမလာပါဘူး။အမြင်မှာသာတန်တယ်လို့ထင်ရပေမဲ့အမှန်တကယ်အသုံးဝင်မှုကတော့အကန့်အသတ်ရှိနေတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပါ။
ကဲအဆုံးသက်အနေနဲ့စဉ်းစားစရာမေးခွန်းလေးတစ်ခုခြံခဲ့ခြင်းပါတယ်နောက်တစ်ခါကြီးမားတဲ့ discount sale ရှိလာတဲ့အခါကိုတေချာပြန်မြည်ကြည့်ပါအဲ့ဒီဝယ်ယူမှုဟာတကယ်လို့အတက်ပစ္စည်းတစ်ခုအတွက်ဝယ်တာလားဒါမှမဟုတ်ဈေးပေါ်နဲ့တန်တန်လေးရလိုက်တယ်ဆိုတော့ဂျင်းနမှုခန်းစားချက်လေးတစ်ခုအတွက်တက်ပဲဝယ်လိုက်တာလားဆိုတာပါပဲကိုယ့်ရဲ့တကယ်လို့အချက်နဲ့အမှန်တကယ်ရလာမဲ့ utility ကိုတေချာဆန်းစစ်ဖို့တိုက်တွန်းရင်ဒီ explainer လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အချိန်ပေးပြီးလေ့လာကြည့်စုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းရရင်လည်းပြန်လာခဲ့ပါမယ်